Okay ဒီဗီဒီယိုကဘာလေးလဲဆိုရင်တော့ကျွန်တော်နဲ့သူနောက်ဆုံးဒီလိုက်ပါကြည့်ရွှေဖို့တောင်းဆိုချင်ပါတယ် Okay let's go Okay အားလုံးပဲမင်္ဂလာပါလာမယ့်စနေနေ့မှာ PMGC final စမယ်ပေါ့နော် PMGC final စမယ့်နေ့မှာကျွန်တော်ဒီ quest ရဲ့ပေးရနေပေါ့နော် Assistant Gaming Official ပေးရနေလို့ကျွန်တော်အဲ့ရနေပြီးတော့ YouTube channel ကနေလို့ live ကနေလို့ highlight တွေယူမယ်အဲ့ဒါယူပြီးလို့ရှိရင်ကျွန်တော်ဒီ TikTok မှာပြန်တင်မယ်ကျွန်တော်ယူမှလို့ YouTube ကနေလို့ record ယူမယ် YouTube ကနေ record ယူပြီးတော့မှဒီ TikTok မှာကျွန်တော် highlight လေးပြန်ပြီးဖြတ်တင်မယ်ပေါ့နော်အဲ့ quest တန် gaming ရဲ့သူရဲ့ပေးရနေလို့ယူရ record တွေကျွန်တော်ဒီ TikTok မှာတင်မယ်တင်တာကတော့အရင်ဆုံးကျွန်တော် TikTok မှာတင်မယ် TikTok မှာတင်ပြီးတဲ့အခါမှာ YouTube မှာပြန်ပြီးတော့တင်မယ် Facebook ကတော့ကျွန်တော်တဘောမတင်ရသေးဘူးဒါပေမဲ့တစ်ဖက်နောက်မှာတင်ခြင်းနဲ့တင်ပြလာမယ်မတင်ခြင်းနဲ့မတင်ပြဘူး Facebook ကတေချာမလုပ်ထားဘူးပေါ့နော်အဲဒါ Facebook ဘေးမှာတော့တင်ခြင်းမှတင်မယ် Facebook ဘေးကကျွန်တော်နာမည်နဲ့အမှုတိုက်ဆိုနာမည်နဲ့ပဲပြီးတော့ဒီ TikTok မှာတော့ Mino Gaming နဲ့ရေးထားပါတော့ကျွန်တော်ရဲ့ YouTube channel မှာလည်းအမှုတိုက်ဆိုတဲ့အကောင့်နဲ့ပဲအဲ့မှာကြည့်ရပါတော့ကျွန်တော်ဒီ TikTok မှာလည်းကျွန်တော်ရဲ့ bio မှာကျွန်တော် link လေးချိန်ပေးထားတယ်အဲ့မှာကျွန်တော် highlight လေးလာတယ် TikTok မှာ highlight လေးတင်မယ်ပြီးလို့ရှိရင် YouTube မှာတော့နည်းနည်းနောက်ကျမယ်ပေါ့နော်တကယ်မဟုတ်ရင်လည်းဒီ TikTok TV နည်းနည်းကြာလို့ရှိရင်တော့ YouTube မှာတင်မယ်ဘာလို့ YouTube ကကျွန်တော်အခုမှစလို့ဆိုတော့ဒီ view တွေပဲတိတ်မရဘူး TikTok ကတော့ရတယ် TikTok ကပေါက်တော့လို့ရှိရင်ပေါက်တယ်အဲ့အတွက်ကျွန်တော် TikTok မှာရင်တင်တယ် TikTok ကနေပြီးတော့ကျွန်တော် YouTube တွားမယ် YouTube ကနေပြီးတော့မှ Facebook ကတော့တင်လည်းတင်မယ်ပေါ့နော်တင်လည်းမတင်ဘူးနောက်ဒီ Facebook ကတိတ်ပြီးတော့စိတ်လည်းမပါဘူးတင်ချင်လည်းတင်ပြမယ်မတင်ချင်လည်းမတင်ပြဘူးဒါ Facebook မှာတော့ကျွန်တော်ဒီက YouTube ကတင်တာဖြစ်ဖြစ် TikTok ကတင်တာဖြစ်ဖြစ်ဒါလေး Facebook ကျွန်တော်ရဲ့ page မှာ share တွေရှိတယ်အဲ့ကနေပြောမှလည်း Facebook ကျွန်တော် Facebook က friend တွေလည်းလာပြီးတော့မှအဲ့ကနေအဲ့လေးကနေပြီးတော့ TikTok ဖြစ်ဖြစ် YouTube ဖြစ်ဖြစ်မှလာကြည့်လို့ရတယ်လာပြီးတော့အားပေးလို့ရပါတယ်ကျွန်တော်ဒီ YouTube channel နဲ့တစ်ဖက်က TikTok channel ပေါ့နော်ဒီနှစ်ခုလုံးမှာတင်ပေးထားမယ်အဲ့အတွက် YouTube channel မှာလည်းတင်တာတော့တင်တယ်တိတ်ပြီးတော့မစုံဘူးပေါ့နော် TikTok မှာတော့ကျွန်တော် TikTok မှာတော့အကုန်တင်တယ်အဲ့အတွက်ဒီ TikTok နဲ့တစ်ဖက် YouTube channel မှာလာပြီးအားပေးလို့ရပါတယ်ပြီးတော့ကြည့်နေဆိုကျွန်တော်ဒီက TikTok channel မှာ bio မှာ link လေးရှိပါတယ်အမှန်လာပြီးတော့အဲ့လေးကနေပြီးတော့ YouTube မှာလာပြီးအားပေးလို့ရပါတယ်ဒီကျွန်တော်က Question Gaming ရဲ့ page ကနေပြီးတော့မှပေါ့နော်screen record ယူပြီးတင်တာဖြစ်တဲ့အတွက် quest ရှိမှလည်းကျွန်တော်အမင်းတောင်းပါတယ်ဒီဗီဒီယိုကနေပြီးတော့မှနော် quest လည်းခွင့်မလို့ထင်ပါတယ် okay ပြီးလို့ရှိရင်ဒီဆက်လက်ပြီးပါပေါ့နော်နောက်ဗီဒီယိုတွေဆက်လက်ပြီးတော့နောက်ဗီဒီယိုမှာပေါ့နော်ကျွန်တော်ဒီ friend တွေရေးနေနေပေါ့နော်ဆိုတော့ဗာလေးသိချင်တယ်ဗာလေးတော့ကြိုက်တယ်လဲဗာလေးသိစေချင်တယ်ဆိုတာလေးကိုလည်းကိုမမမှတ်ပြီးတော့ပြောလို့ရပါတယ်မိလို့ရပါတယ်ဝေဖန်တော့လည်းရပါတယ်ကြိုက်လားမကြိုက်ဘူးလားဆိုတော့နော်ပြီးတော့ကျွန်တော်ဒီဗီဒီယိုကလည်းထားရဲဆိုကျွန်တော်တို့ကနှစ်ပုံမြောက်ဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုတွေမှာဘာလိုအပ်ချက်ရှိလဲဘာလေးပြင်သင့်လဲဆိုတာလည်းကျွန်တော်ပြောပြလို့ရပါတယ်ဒီရောက်ကကွန်မန့်လေးမှာပေါ့နော်နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာလည်းဘာလေးသိချင်လဲဘာလေးသိစေချင်လဲဆိုတာကိုလည်းပြောပြလို့ရပါတယ်ဝေဖန်တော့လည်းရပါတယ်ပလေးတော့လည်းရပါတယ်စိတ်မရှိပါဘူးဒါကျွန်တော်တတ်နိုင်တော့ကျွန်တော်တတ်သလောက်ပေါ့နော်ကျွန်တော်တီးသလောက်လေးလောက်မှာဖြစ်ပါတယ်နောက်ကျွန်တော်ရဲ့ဒီကျွန်တော် friend တွေပေါ့နော်ဘာတီးချင်လဲနောက်တစ်ပါးလေးသိစေချင်လဲဆိုတော့လည်းဒီရောကွန်မန့်လေးမှာမှတ်ပြီးလို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ account လေးလည်း follow တော့မမေ့ပါနဲ့ YouTube channel မှာဖြစ်ဖြစ် TikTok channel မှာဖြစ်ဖြစ် YouTube channel မှာဆိုရင်ကျွန်တော်ရဲ့ video channel လေး subscribe လုပ်ထားလို့ရပါတယ် TikTok channel မှာလည်း follow လုပ်ထားပေးကြပါနော်အားလုံးပဲကျေးဇူးတင်ပါတယ်